မိဂုနံပါတ်2အနေနဲ့အမေစုဦးဆောင်တဲ့21ရာစုပင်လုံညီလာခံကြီးစတင်ဆောင်ရွက်ချိန်မှာပြည်သူအလုံးမျှော်လင့်ချက်ရောင်ကြီးတန်းပြီးဟုအားတက်ခဲ့ကြပါတယ်။အခုချိန်မှာတော့မြန်မာပြည်မြောက်ပိုင်းတွင်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားလာရပါတယ်။တိုင်းရင်းသားများကရောတပ်မတော်ကပါငြိမ်းချမ်းရေးလိုချင်တယ်လို့ထင်ပါတယ်။တိုင်းရင်းသားများငြိမ်းချမ်းရေးယူပြီးပါကသူတို့ရဲ့ဘဝအာမခံချက်ရှိအောင်အစိုးရအနေနဲ့ဘလို့အစီအစဉ်များဆွဲထားပါသလဲဤတိုက်ပွဲများကြောင့်ရော21ရာစုပင်လုံညီလာခံကြီးကိုထိခိုက်နိုင်ပါသလားဒီတိုက်ပွဲတွေဟာကျမတို့နိုင်ငံမှာဖြစ်နေတာကြားလှပါပြီအဲ့ဒီတိုက်ပွဲဖြစ်တိုင်းကြောက်နေလို့ရှိရင်ကျမတို့အစတွေကစပြီးတော့21ပင်လုံကိုလှုပ်မှာမဟုတ်ပါဘူးကျမတို့အနေနဲ့ဒီလိုတိုက်ပွဲတွေဖြစ်လို့ကို21ပင်လုံလိုညီလာခံကြီးဘလောက်လိုအပ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ထပ်ပြီးတော့စ조사မယ်ပို့ပြီးတော့စ조사မယ်ကျမတို့အခြေခံအားဖြင့်တော့ဒီလိုအချင်းချင်းကြားမှာတိုက်ပွဲတွေမကျေနပ်မှုတွေမယုံကြည်မှုတွေဖြစ်ပွားနေတာဟာကျမတို့သမိုင်းမှာအချင်းချင်းကြားနားလည်မှုမယူနိုင်လို့ပါပဲနားလည်မှုမရှိဘဲနဲ့ဘယ်လိုမှငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ပါဘူးဒီဟာအတွက်ကျမတို့ကြိုးစားရမှာဖြစ်ပါတယ်တာမန်ပြည်သူပြည်သားတွေကတော့ဘယ်တိုင်းရင်းသားအုပ်စုကပဲမဆိုအေးအေးဆေးဆေးပဲနေကြတယ်ငြိမ်းချမ်းရေးပဲသူတို့လိုချင်တယ်ဒါကတော့ဘယ်မှသွားကြည့်ကြည့်သိပါလိမ့်မယ်ဒါပေမဲ့တချို့ကနေပြီးတချို့ကငြိမ်းချမ်းရေးလိုချင်တဲ့စိတ်ဓာတ်တဲ့တန်တရားတွေကပို့ပြီးတော့ကြီးနေတဲ့အခါကျတော့ငြိမ်းချမ်းရေးကိုမယူရဲတာလို့ပဲကျွန်မပြောချင်ပါတယ်အဲ့တော့ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာကျွန်မညီလာခံတော့လည်းပြောခဲ့ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကျွန်မမိန့်ခွန်းတစ်ခုထဲမှာထည့်ပြီးပြောခဲ့ပါတယ်တကယ်ပဲစေတနာလည်းရှိတယ်ပညာလည်းရှိတယ်တတ္တိလည်းရှိတယ်ဆိုငြိမ်းချမ်းရေးကိုရအောင်ကိုယူမှာပဲငြိမ်းချမ်းရေးကိုရအောင်မယူလို့ရှိရင်စေတနာနည်းနေလို့လားပညာနည်းနေလို့လားတတ္တိနည်းနေလို့လားပဲကျွန်တော်တို့ပေးရမယ်ပြီးတော့စေတနာနည်းနေလို့ရှိရင်ကျမတို့အနေနဲ့စေတနာပိုပြပြီးတော့စေတနာပွားအောင်လို့လုပ်ရမယ်ပညာနည်းနေလို့ရှိရင်ပညာဆိုကျမအတန်းပညာပြောတာမဟုတ်ပါဘူးเนาะဆင်ခြင်တုံတရားပေါ့ကိုယ့်ရဲ့အတိုင်းဝိုင်းတဲ့ကိုယ့်ရဲ့နိုင်ငံအတွက်တကယ်ဘာဟာလိုအပ်တယ်လဲဘာဟာကျမတို့နိုင်ငံအတွက်ကောင်းလဲဆိုရပညာကိုပြန်ပွားအောင်လို့ကျမတို့လုပ်ရမယ်တတ္တိနဲ့နေတယ်ဆိုရင်တော့ပြည်သူပြည်သားတွေကဝိုင်းပြီးတော့တတ္တိဈေးလေးထိုးပေးကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံပါတယ်